အားလုံးပဲမင်္ဂလာပါခုကျွန်တော်ဖတ်ပြပေးမှာကတော့ဘာမောက္ခဒေါက်တာဆိုင်းနော်ဂျာရေးထားတဲ့ငါတို့အိုမင်းမစွမ်းဖြစ်သွားရင်အနားမှာဘယ်သူတွေရှိနိုင်ကြမလဲဆိုတဲ့စာရိုလေးပဲဖြစ်ပါတယ်ငါတို့အိုမင်းမစွမ်းဖြစ်သွားရင်အနားမှာဘယ်သူတွေရှိနိုင်ကြမလဲဒီနေ့တစ်ခါတော့ကိုမေးကြည့်ပူကြသလားအောင်မြင်မှုတွေငွေကြေးတွေယာရုတွေအားလုံးကိုခဏထားပြီးအိုမင်းသွားတဲ့နေ့ကိုစိတ်ထဲကပြန်ကြည့်ကြည့်ပါလက်တွေရဲ့လှုပ်ရှားမှုတွေကအရင်လိုမမြန်ဆန်နိုင်တော့ဘူးမျက်လုံးစွမ်းအင်ကလည်းအရင်လိုမလုံနိုင်ပဲလျှော့နေလာကြမယ်အဲ့လိုနေအဲ့လိုအချိန်မျိုးမှာကို့အနားမှာဘယ်သူတွေကလာထိုင်ပေးနိုင်မလဲတကယ်တော့အိုမင်းချင်းဆိုတာရုတ်တရက်ကြီးတော့ရောက်မလာနိုင်ပါဘူးဒါပေမဲ့နေ့ရက်တိုင်းမှာနည်းနည်းစီလာနေတာမျိုးပါမျက်လုံးအနားကအရေးအကျော်လေးတွေကအစပါပဲအားနဲ့လာတဲ့စိတ်တစ်ချက်ကအစပဲဒါပေမဲ့လူအများစုကတော့အဲ့ဒီအတန်သေးသေးလေးတွေကိုအမှန်တကယ်မကြားကျင်ကြပါဘူးဒီနေ့လောကကြီးရဲ့အရှင်ဟုတ်အားလင်းမြန်စွာသွာလာနေကြပြီဖြစ်ပါတယ်အလောက်အောင်မြင်ဖို့ကြိုးစားနေရင်မိသားစုအချင်းတွေကိုခြံထားခဲ့ကြတယ်မိတ်ဆွေတချို့ကိုနောက်မှတွေ့ကြမယ်နော်လို့ပြောပြီးနှစ်တွေလတွေရက်တွေသာလွန်သွားကြတယ်တကယ်ပြန်တွေ့ကြသလားဆိုတာသိမကြည်ရတဲ့အချက်ပါပဲအိုမင်းချင်းဆိုတာနောက်မှလို့ဘယ်တော့အခါမှပြန်ရွှေ့လို့မရတဲ့အမှန်တရားတစ်ခုပါအများအားဖြင့်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးမှာပိုရဖို့ပိုတာဖို့ပိုမြင့်ဖို့နောက်ကိုသာလိုက်ကြတာများပါတယ်ငွေပိုရဖို့နာမည်ပိုကြီးဖို့လေးစားမှုပိုတာဖို့ဒီလောက်နဲ့သာအချိန်ကုန်နေကြတာပါဒီနေရာမှာတခါမှမကြည့်ဘူးတဲ့မိကုန်းတစ်ခုရှိလိမ့်မယ်ကိုပိုချစ်ဖို့ငါတို့စူးစမ်းခဲ့သလားဒါမှမဟုတ်အခြားသူတွေကိုရောပိုချစ်ဖို့စူးစမ်းခဲ့ဘူးသလားဆိုတာပါအိုမင်းမဆွမ်းဖြစ်လာတဲ့အချိန်မှာကိုပိုင်ကြံရက်မဲ့အရာတွေကိုပိုင်ဆိုင်မှုအကြီးကြီးရှိမှမဟုတ်တော့ပါဘူးလူတွေအပေါ်ချစ်ချင်းမြတ်တာအစစ်နဲ့ဘယ်လောက်အထိချစ်ခဲ့ဘူးတလဲဆိုတာကဆက်ဆံရေးတစ်ခုပဲဖြစ်ပါတယ်။အိုမင်းမဆွမ်းဖြစ်သွားတဲ့အခါကျရင်လူအများစုအကြောက်ဆုံးအရာကရုပ်ခန္ဓာရဲ့နာကျင်မှုမျိုးမဟုတ်ပါဘူး။ကိုအတုံးမကြတော့ဘူးလို့ခံစားလာမိတာပဲဖြစ်ပါတယ်။တခါကကိုတကယ်လိုအပ်တဲ့သူတွေကအခုချိန်မှာတော့ကိုမလိုအပ်တော့ဘူးလို့ခံစားချက်ဟာအယမ်းနာကျင်ရပါလိမ့်မယ်။ဒါကြောင့်မို့လူတစ်ယောက်ရဲ့ဘဝတန်ဖိုးကိုအောင်မြင်မှုတစ်ခုနဲ့သာတိုင်းတာသင့်ပါဘူး။လူတစ်ယောက်ရဲ့အဆုံးသက်ကိုစဉ်းစားကြည့်စမ်းပါ။အဲ့ရပေါ်လဲနေတဲ့အချိန်မှာဘဏ်အကောင့်ကိုလည်းစင်ဝေတစားမကြည့်နိုင်တော့ဘူး။ယာတို့ကိုလည်းမထိတွေ့ချင်တော့ဘူး။အဲ့ဒီအချိန်မှာလူတစ်ယောက်ရဲ့နှွေးထွေးတဲ့လက်တစုံကသာပိုပြီးတန်ဖိုးရှိပါလိမ့်မယ်။နောက်တစ်ချိန်အိုမင်းမဆွမ်းဖြစ်လာတဲ့အချိန်မှာအနားမှာရှိတဲ့သူတွေကိုဒီနေ့ကတည်းကစတင်တည်ဆောက်နေရပါမယ်။ချစ်ချင်းမြတ်တာကိုစိုက်ပျိုးထားရင်မြတ်တာပန်းပင်တွေကိုရိတ်သိမ်းနိုင်မယ်။လေးစားမှုကိုအရင်ပေးထားမိရင်လေးစားမှုကိုပြန်ရနိုင်မယ်။ဒါတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ရင်တော့ဒီနေ့အသုံးမလိုတော့တဲ့အခါတိတ်တိတ်ဆိတ်ပြောက်ကွယ်သွားနိုင်ပါတယ်။အိုမင်းမဆွမ်းဖြစ်ချိန်မှာအနားမှာရှိမဲ့သူတွေကတင့်ရဲ့ဒီနေ့အချင်းစရရဲ့ရှာလက်ပါပဲ။တင်အမြဲအလုပ်ကိုသာဦးစားပေးနေခဲ့ရင်လူတွေကတင့်ကိုလုပ်ငန်းရှင်အဖြစ်ပဲမှတ်မိနိုင်ပါတယ်။တင်မြစ်တာတရားပေးခဲ့ရင်တော့လူသားအဖြစ်အချိန်ကြာကြီးမှတ်မိနေကြပါလိမ့်မယ်။မိဘတွေအပေါ်မှာသဘောထားတစ်ခုလောက်ကိုပဲစဉ်းစားကြည့်စမ်းပါ။ဒီနေ့ကိုပြောဆိုပုံဆက်ဆံပုံတွေကိုကိုသားသမီးတွေကကြည်နေကြတယ်။ကိုပြုမှုတယ်လို့သူတို့လည်းတနေ့ပြုမှုလာနိုင်ပါတယ်။ဘဝဟာသင်ခန်းစာမပေးဘဲမထားပါဘူး။သားသမီးတွေဟာတင်စကားထက်တင်အပြုမှုကိုသာပို၍တင်ယူကြပါတယ်။တင်မိဘကိုလေးစားရင်သူတို့လည်းတနေ့တင့်ကိုလေးစားနိုင်မယ်။တင့်မြတ်တာကိုဖျောက်ဖျက်ထားမိထားနိုင်ရင်သူတို့လည်းမြတ်တာဖျောက်ဖျက်ထားနိုင်ပါတယ်။မိမိအနေနဲ့အိုမင်းမစွမ်းတဲ့ဖြစ်တဲ့အချိန်မှာတင်ဆိုင်ခဲ့တဲ့များကိုပြန်ရေးရမယ့်အချိန်ကောင်းတစ်ခုပါပဲ။ကိုလက်တွဲပေါ်မှာနူးညံ့မှုရှိပါသလား။အလို့အတွက်အချိန်ပေးသလိုသူတို့အတွက်လည်းအချိန်ပေးပါသလား။ဒီနေ့အိုမင်းသွားတဲ့အခါလက်ကိုကင်ထားပေးမဲ့သူကကိုဆွဲလန်းခဲ့ရတဲ့အလုပ်မဟုတ်ပါဘူး။ကိုနားမှာရှိနေပေးမဲ့လူသားစစ်စစ်တယောက်ပါ။ဒါကြောင့်မို့လက်တွဲပေါ်အကြောင်းကိုစဉ်းစားကြည့်ပါ။တင့်ဘေးမှာအချိန်အရှိဆုံးရှောက်ခဲ့တဲ့သူသင်အောင်မြင်ချိန်မှာမထင်ရှားပေမဲ့သင်အားနေချိန်မှာအရင်အရေးကြီးလာမဲ့သူတို့ကိုဒီနေ့ကတည်းကမေတ္တာနဲ့ဆက်ဆံထားတင်တာပါတကယ်တော့မိတ်ဆွေစစ်ဆိုတာအောင်မြင်ခြင်းတစ်ခုတည်းမှသာလက်ခုပ်တီးပေးမဲ့သူမဟုတ်ပါဘူးအခက်အခဲဖြစ်နေတဲ့အချိန်မှာလက်မလွတ်တမ်းကိုကင်ပေးထားသူတွေပါဒီလူတွေကိုတန်ဖိုးထားပါအလုပ်တစ်ခုတည်းအတွက်မိတ်ဆွေကိုဆုံးရှုံးမိရင်အိုမင်းချင်းကြရင်ငွေကြေးတစ်ခုတည်းကပဲအစားထိုးပေးနိုင်လိမ့်မယ်မဟုတ်ပါဘူးမိတ်ဆွေစစ်ဆိုတာအကျိုးရှိနေလို့မသိပါဘူးယုံကြည်လို့သာနေတင်ပါတယ်။သင်အဆင်မပြေချိန်မှာဖုန်းမခေါ်ဘူးဆိုရင်အဆင်ပြေချိန်မှာလည်း
ဖုန်းမခေါ်သင့်ပါဘူးစစ်မှန်တဲ့ဆက်ဆံရေးဆိုတာတာယာချင်းအတွက်တခုတည်းမဟုတ်ပါဘူးအခက်အခဲချင်းအတွက်လည်းပါပါတယ်ငွေကြေးကရှင်သန်ဖို့အရေးကြီးတာမှန်ပါတယ်ဒါပေမဲ့ငွေတစ်ခုတည်းကိုသာတိဆောက်ပြီးဆက်ဆံရေးကိုမတိဆောက်ထားမိရင်ဘဝဟာလောင်အိမ်လို့မထင်ရဘူးလား။အိုမင်းမစွမ်းဖြစ်တဲ့အခါကျရင်အရာရာပြည့်စုံတဲ့ခမ်းနားကြီးကျယ်တဲ့တယောက်တည်းနေထိုင်ခြင်းဟာအောင်မြင်မှုအစစ်မဟုတ်ပါဘူး။ဒီလိုဘဝမျိုးကလောင်အိမ်တဲကအလှခံမွေးစားခံထားရတဲ့တိရစ္ဆာန်တွေတောင်ရနိုင်တဲ့အခွင့်အရေးပါ။တခါတလေလူတွေကအိုမင်းချင်းကိုကြောက်တတ်ကြပါတယ်။တကယ်တော့သူတို့ကြောက်တာကတယောက်တည်းဖြစ်ခြင်းပါ။လူအုပ်ကြားထဲမှာတော့တယောက်တည်းဖြစ်နေခြင်းကအယမ်းနာခြင်းတွေရတယ်။ဒါကိုကောက်ကွယ်နိုင်တာအချိန်ရှိတော့မှတိဆောက်ရမယ့်အရေးသွေးရှိတဲ့ဆက်ဆံရေးပါပဲ။စိတ်ပညာအရာကတော့လူတွေဟာချိတ်ဆက်ခံစားမှုမရှိရင်အလွန်လွယ်ကူစွာစိတ်တက်ကြဆင်းနိုင်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်မို့အထိပ္ပယ်ရှိတဲ့ဆက်ဆံရေးတွေကိုတိဆောက်ထားနိုင်ခြင်းကအသက်ရှိဖို့ထက်အရေးကြီးပါတယ်။အသက်ရှိပေမဲ့တယောက်တည်းဖြစ်နေရင်ဘာအကျိုးရှိတော့မလဲ။ငွေကြေးကိုစုဆောင်းသလိုဆက်ဆံရေးကိုလည်းစိတ်ဝင်စားပြီးအာရုံစိုက်ပြီးစောင့်ထားပါအချိန်ပေးပါနားထောင်ပေးပါမေတ္တာကိုထုတ်ဖော်ပြသပေးပါနောက်မှလို့ထားတဲ့မေတ္တာဟာတနေ့မှပြန်ပြောနိုင်မှုမသေးကြတော့ပါဘူးဒီနေ့ကစပြီးကိုမေးကြည့်ပါငါဘယ်သူအနာမှာရှိပေးမလဲဆိုတာကိုမရှိနိုင်တော့တဲ့တနေ့မှာသူတို့ရဲ့မှတ်ဉာဏ်တဲ့ဘလို့လူဖြစ်ကြံရည်မလဲတံပိုးထားတတ်တဲ့လူလားအသုံးချတတ်တဲ့လူလားဒီနေ့ကစပြီးသင်ဘဝကိုပြန်စဉ်းစားကြည့်ပါသင်ကအောင်မြင်ဖို့တစ်ခုတည်းအတွက်သာစူးစမ်းနေတာလားဒါမှမဟုတ်တံပိုးရှိဖို့စူးစမ်းနေတာလားအောင်မြင်မှုကတော့လူတွေကိုတင့်စီကိုလာစေနိုင်ပါတယ်တံပိုးရှိမှုကတော့လူတွေကိုတင့်ပေးမှအမြဲရှိနေနိုင်စေပါတယ်ဘဝဟာပြန်လဲပြန်ယူလို့မရတဲ့အချိန်တွေနဲ့ဖွဲ့စည်းထားပါတယ်ဒေါသနဲ့ဖြုံတိလိုက်တဲ့တနေ့ဟာပြန်မရနိုင်ပါဘူးမေတ္တာမပြောခဲ့တဲ့စကားတခွန်းလေးဟာနောက်မှပြန်ပြောဖို့အခွင့်မရနိုင်ပါဘူးအိုမင်းချိန်မှာနောင်တနဲ့မနေခြင်းဒီနေ့ကလေးကကြိုတင်ပြင်ဆင်ပါအိုမင်းချိန်မှာတဲ့နာမှာရှိနေမဲ့သူတွေကသင်ဘလောက်ချစ်တတ်ခဲ့လဲဆိုတဲ့အဖြေပါပဲဒါဟာသင်ဘလောက်နားထောင်တတ်ခဲ့တယ်လဲဆိုရရဲ့ရလပါသင်ဘလောက်တီးခံတတ်ခဲ့လဲဆိုတာရဲ့တသက်ဖြစ်ပါတယ်အိုမင်းချိန်မှာအနားမှာဘသူမှမရှိတော့တဲ့မစင်စားခင်မှာဒီနေ့ကိုဘသူအနားမှာရှိနေပေတယ်လဲဆိုတာကိုစဉ်းစားပါတန်ဖိုးရှိတဲ့လူဖြစ်ပါမေတ္တာပေးနိုင်တဲ့လူဖြစ်ပါဒါမှအိုမင်းနဲ့တနေ့မှာသင်တယောက်တည်းမဖြစ်နိုင်တော့ပါဘူးဒါကြောင့်မို့အိုမင်းချိန်ကိုမကြောက်ပါနဲ့တယောက်တည်းဖြစ်သွားမယ့်အနာဂတ်ကိုသာကြောက်ပါဒီနေ့ကတည်းကလူကောင်းဖြစ်ပါမေတ္တာပေးနိုင်တဲ့လူဖြစ်အောင်ကြိုးစားပါတန်ဖိုးရှိတဲ့လူဖြစ်အောင်လည်းကြိုးစားပါဒါဆိုရင်အိုမင်းနဲ့နေမှာတော့သင်ပေးမှာလူတွေရှိနေပါလိမ့်မယ်ဒေါက်တာဆိုင်းတော်ကြာရေးသားထားတဲ့ငါတို့အိုမင်းမစွမ်းဖြစ်သွားရင်အနားမှာဘယ်သူတွေရှိနိုင်မလဲဆိုတဲ့စာရိုးလေးပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးသွားလူအားလုံးကိုကျေးဇူးတင်ပါတယ်